င်ကဘီယာကိုပိုက်ဆံပေးပြီးသဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်။ဘင်ထွက်ခွာသွားတဲ့အချိန်မှာစေဘာမန်းရဲ့လူမိုက်တွေကသူ့ကိုမြင်သွားကြပါတယ်။ဒါအပြင်ဘီယာတယောက်အထုပ်ပိုးတွေပြင်ဆင်နေတာကိုလည်းသူတို့သတိထားမိသွားကြပါတယ်။လမ်းမပေါ်ရောက်တော့ဘင်ဟာတက်တော်ဆောင်တွေရဲ့ဝိုင်းထားခြင်းကိုခံလိုက်ရပြီးမြို့တော်ဝန်ကသူ့ကိုတွေ့ချင်နေတယ်လို့ပြောပါတယ်။အစိုးရရုံးမှာအဖျက်ကအခုဆိုရင်မြို့ထဲမှာအရန်ကိုရုံးရင်းဆန်ခတ်ဖြစ်နေတာကြောင့်ပင်ကူဟီယိုနဲ့စကားပြောဖို့လိုအပ်နေကြောင်းရှင်းပြပါတယ်။သူကဘင်နဲ့ပင်ကူဟီယိုတို့ဟာသူငယ်ချင်းတွေမှန်းသိနေတာကြောင့်အဲ့ဒီသတင်းစကားကိုပါခိုင်းလိုက်တာပါ။အိမ်ပြန်လမ်းမှာတော့ဘင်ကိုဖျန်ကီကတားပြီးကက်တယောက်ရထားဘူတာကိုတက္ကစီနဲ့သွားပြီးဖြစ်ကြောင်းပြောပြပါတယ်။ဘင်ဟာသူမကိုတွေးဖို့ဘူတာယုံကိုချက်ချင်းပြေးသွားပြီးသူမဟာတစ္ဆာဖောက်သူ့ရှိုဖြစ်တယ်လို့ဆွဆွဲပါတော့တယ်။ကက်ပြန်မပြောနိုင်ခင်မှာပဲသူတို့ကိုဝင်းစတန်နဲ့သူ့လူတွေကတွေ့သွားပါတယ်။ဝင်းစတန်ကသူတို့နှစ်ယောက်ဟာပူပေါင်းပြီးအလုံးလုံးနေတယ်လို့ထင်သွားပြီးနှစ်ယောက်စလုံးကိုဖမ်းခေါ်သွားပါတော့တယ်။မြို့ပြင်တနေရာမှာတော့စေဘာမန်းဟာတင်ချိုင်းချင်းတစ်ခုအစင်တင်ပြင်ထားပါတယ်။ဝင်းစတန်ကဘင်ကက်နဲ့ဘီယာတို့ကိုခေါ်လာပါတယ်။ဘီယာကအက်ဒီဆင်ကိုပိုက်ဆံပေးခိုင်းတာကက်ဖြစ်တယ်လို့ပြောပါတယ်။ကက်ကညင်းပေမဲ့ဘင်ကတက်တေပြဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခါဘီယာကဘင်သူမကိုပေးထားတဲ့ပိုက်ဆံတွေကိုထုတ်ပြပြီးဒါဟာအက်ဒီဆင်ရဲ့လုပ်ခဲကအစိပ်အပိုင်းဖြစ်တယ်လို့ဟန်ဆောင်ပြောလိုက်ပါတယ်။စေဘာမန်းကအဲ့ဒီငွေစက်ကူတွေကိုကြည့်လိုက်တဲ့အခါသူဝင်းစတန်ကိုပေးလို့ရှိတဲ့အမှတ်အသားတွေကိုတွေ့သွားပါတယ်။တကယ်တော့ဒါဟာဘင်ကဘီယာကိုပိုက်ဆံမပေးခင်ငွေစက်ကူတွေပေါ်မှာအမှတ်အသားတွေကြိုလုပ်ပြီးဝင်းစတန်ကိုထောင်ချောက်ဆင်လိုက်တာပါ။ဘီယာကဝင်းစတန်ဟာတစ္ဆာဖောက်ဖြစ်ကြောင်းနဲ့သူကတတ်မယ်လို့ချင်းချောက်ထားလို့ဘာမှမပြောခဲ့တာဖြစ်ကြောင်းပြောပါတယ်။စေဘာမန်းဟာဝင်းစတန်ကိုချက်ချင်းပဲပြစ်တက်လိုက်ပြီးသူ့အလောင်းဟာကျင်းထဲကိုကျသွားပါတယ်။ထို့နောက်ဝင်းစတန်ရဲ့တက်တော်ဆောင်ကိုလည်းထပ်မံပြစ်တက်လိုက်ပါတယ်။နောက်ပိုင်းကလပ်မှာတော့စေဘာမန်းကတစ္ဆာဖောက်ကိုရှာပေးတဲ့အတွက်ဘင်ကိုစုချင်းငွေပေးပြီးမနှက်ပြန်ကြရင်ရဲချုပ်နဲ့စကားပြောမယ်လို့ရှင်းပြပါတယ်။ရဲတွေဟာသူ့လက်ထဲမှာရှိနေရမှာဖြစ်ပေမဲ့အခုလိုထောင်ချောက်ဆင်တာဟာထူးဆန်းနေလို့ပါကက်ကတော့ထုံးစံအတိုင်းအကောင်းဆုံးဖြောဖြေခဲ့ပါတယ်။ဒါပေမဲ့သူမအိမ်ပြန်ရောက်တဲ့အခါမှာတော့စိတ်သက်တွေပြိုလဲသွားပါတော့တယ်။နောက်တနေ့မှာစေဘာမန်းဟာရဲချုပ်ကိုစောင့်နေပေမဲ့ရဲချုပ်ကရောက်မလာတာကြောင့်ဒေါသထွက်ပြီးလက်ဖက်ရည်ခွက်တွေကိုရိုက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဘင်းနဲ့ကက်တို့ဟာစေဘာမန်းမလာခင်ကက်တချင်းဆိုခဲ့ဘူးတဲ့ပြဿယုံဟောင်းတစ်ခုမှာတီးတန်းတွေ့ဆုံပြီးစကားပြောနေကြပါတယ်။ကက်ကသူမဟာကလပ်အစ်စ်မှာအဓိကနေရာကဖြောဖြေခွင့်ရမယ်ဆိုတဲ့အခွင့်အရေးကိုမမောမိလို့အခုလိုအကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ကြောင်းရှင်းပြပါတယ်။ယခုအချိန်မှာတော့သူမဟာစေဘာမန်းရဲ့ရုပ်တရက်တက်တာဖြစ်နေပါတော့တယ်။ကက်မှာရခင်ကရေးစားတယောက်ရှိခဲ့ဘူးပြီးလက်ထက်ခွင့်တောင်းပြီးနောက်တနေ့မှာတင်ပျောက်ဆုံးသွားခဲ့ကနောက်ပိုင်းမှာစေဘာမန်းတက်ပစ်လိုက်မှန်းသူမသိခဲ့ရတာပါ။အခုတော့သူမဟာဖလင်းနဲ့ပဲအတူတူရှိချင်တော့တာကြောင့်ပထမဆုံးအနေနဲ့စေဘာမန်းကိုအပြည့်ရှင်းပြဖို့လိုအပ်နေပါတယ်။သူမဟာဖလင်းကတဆင့်အက်ဒီဆင်နဲ့တီးကျွမ်းခဲ့ပြီးစေဘာမန်းကိုတက်ဖို့စီးယုံခဲ့ပေမဲ့အက်ဒီဆင်ကအလုပ်ကိုပြတ်ပြအောင်လုပ်ခဲ့ပါတယ်။အဲဒီနောက်စိတ်ကံအေးကိုဝင်စီးဖို့အတွက်မြို့တော်ဝင်စီသတင်းပေးပြန်တော့လေပင်ကူဟီယိုကြောင့်ပဲပျက်စီးခဲ့ရပြန်ပါတယ်။အဲဒီနောက်ဆုံးပြောလိုက်တဲ့စကားတွေကိုတော့ဖလင်းကခိုးနှားထောင်ပြီးသွားခဲ့ပါတယ်။